အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့တခြားရဲ့စားရဲ့မစားရဲ့နေ့ day 4ဖြစ်ပါတယ်ကျွန်တော်နိုးရာနဲ့ရေရင်ဆက်တော့ပါတယ်ပြီးတော့ဘွန်လာစုပ်ဝစ်ပြီးတော့သွားတိုင်းမျက်နှာတစ်ဖို့လုပ်ပါမယ်ဒါကတော့နေ့လည်စာပါကျုံနှလုံးရဲ့ပါမုတ်မိခင်ရဲ့ပန်းတစ်တော်သေးရဲ့ပါအဲ့ဒါနဲ့ကျွန်တော်စားပါတယ်ကျွန်တော်စားပြီးရတဲ့တင်မောကပ်ဖို့လောအောင်ဖြစ်တဲ့အတွက်အားနေတဲ့ခဏအချိန်လေးမှာလမ်းလေးလျှောက်လိုက်ပါတယ်ဒီနေ့လမ်းလျှောက်တာတော့1000ကျော်လောက်ရပါတယ်ဒါတော့ကျွန်တော်ညနေပိုင်းအတွက်စက်သားတွေကိုတိတ်တိတ်လေးတုံးပြီးတော့လှီးတာပါညနေကြလို့ရှိရင်အဲ့ဒါလေးကိုပြုတ်ပြီးတော့ကြော်မှာပါစီတော့မထည့်ပါဘူးအဲစက်သားအရေကောင်ကထွက်တဲ့စီပဲတုံးပါတယ်ပြီးတော့စက်သွန်နီစက်သွန်ဖြူချင်းလေးတွေကိုပပလှီးထားလိုက်ပါတယ်ဒါကတော့ကျွန်တော်တို့သင်းမောကပ်ဖို့အတွက်ဒီကုဟမ်းမားတွေကိုအောက်ချတာဖြစ်ပါတယ်ဒီဟာအောက်ချပြီးလို့ရှိရင်ကျွန်တော်တို့သင်းမောကပ်မှာပေါ့နော်ဒါကတော့လှုပ်တဲ့တစ်ဖြက်လေးရိုက်ပြတာပါကျေးဇူးတင်ပါတယ်ဒါကတော့သင်းမောကပ်ဖို့သွားနေပါပြီခင်ဗျာကြောင်းမာတာတော့ရိုက်မပြတော့ပါဘူးဖုံးကမရှိလို့ပါဒါကတော့စက်သားပြုတ်ထားလေးပါရေခမ်းမှာတော့မယ်ဒါကတော့အမိုးရဲ့ကော်ဖီရဲ့စက်သွန်လှီးထားရတယ်ပါဒါကတော့ရေခမ်းနေပြီဆိုတော့အမိုးလေးတွေကော်ဖီလေးတွေကိုထည့်လိုက်ပါတယ်ပြီးတော့ရေခမ်းတဲ့ထီကိုထိုင်မွေပေးပါတယ်စားတခြားချုံမုံလုံးဝမထည့်ပါဘူးဒါကတော့တခွားသီးပပလှီးထားလေးပါချက်သွားပြီဆိုတော့ထည့်လိုက်ပါပြီပြီးတော့အိုးကလည်းပူနေသေးတော့ကြက်ဥတစ်လုံးလေးဖောက်ထည့်လိုက်ပါတယ်ကဲခုဆိုရင်တော့စားလို့ရပါပြီထမင်းထည့်ဖို့ပဲကြံပါတော့တယ်ဒါကတော့ထမင်းထည့်ပြီးသွားပါပြီထမင်းနည်းနည်းပဲထည့်ထားပါတယ်ခုကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့သူတွေလည်းဝိတ်ချခြင်းနဲ့ဆိုရင်ကျွန်တော်လုပ်တဲ့အတိုင်းလေးလိုက်လုပ်ကြည့်ပါအဆင်ပြေပါတယ်လေ့ကျင့်ခန်းကတော့ကျွန်တော်မရိုက်ပြတော့ပါဘူးဖုံးကမရှိလို့ပါဒီနေ့လမ်းလျှောက်တာ1000ကျော်ရဲ့လေ့ကျင့်ခန်းကတော့အလေးမှာပြီးတော့ကာရီကိုခုံပါတယ်တခြားရဲ့စားရဲ့မစားတာအရန်တိလာပါတယ်မျက်နှာအန်းတာတွေတဖြည်းနဲ့ပျောက်လာပါတယ်ပြီးတော့မျက်နှာမှာအဖူးတွေပေါက်တာတွေလည်းနည်းနည်းလေးပါလာပါတယ်အားလုံးပဲအခုလိုလိုက်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒါကတော့ထမင်းစားပြီးလို့လမ်းနိုင်ကိုထပ်လျှောက်တာပါကဲနောက်ဗီဒီယိုမှာထပ်တွေ့ကြပါမယ်တတ်တာ